ငလင်ပြီးမြန်မာနိုင်ငံမှာမြေပြိုမှုအန္တရာယ်နဲ့မုန်တိုင်းအန္တရာယ်ကြာရောက်တော့မယ်လို့သတိပေးလာတဲ့ထိုင်းပြည်နယ်ဆီမှာအားလုံးလည်းသိကြတဲ့အတိုင်းပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မြေငလင်ကြောင့်မြန်မာနိုင်ငံကစကိုင်းမြို့မန္တလေးမြို့နေပြည်တော်စတဲ့မြို့ကြီးတွေမှာအသက်အိုးအိမ်စီးစိမ်တွေပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့တာဖြစ်ပါတယ်။ထို့ပြင်တော့ယနေ့ခေတ်လူအများစုဟာအင်အားရေချာစကင်းခရစ်တသမခရစ်ဆိုတဲ့မြေငလင်ကိုနှစ်ဖူးတွေတူတွေမကြုံမှုတာကြောင့်တော်တော်ကြီးကိုကြောက်လန့်သွားကြတာပါ။ဒါပြင်နောက်ဆက်တွဲမြေငလင်တွေကလည်းဇက်တိုက်ဆိုလိုလုံနေတာမို့လို့အားလုံးစိတ်ထဲမှာငလင်ဆိုတာကိုတော်တော်ကြီးကိုကြောက်လန့်နေကြပါပြီ။ဒီလိုချင်းနေမှာပဲဘေးရင်ဆရာရောင်အကြမ်းမြင်ဆရာရောင်အင်တာနက်ပေါ်မှာနာမည်ကြီးကျင်တဲ့အတွက်အတန်းရှင်းရှာလို့ကောင်းနေတဲ့အခြေအနေကိုရောက်နေတာပါ။မြန်မာနိုင်ငံမှာတခိန်တစ်ခါမှမကြုံဘူးတဲ့မြင်းကလင်ကြီးနဲ့ရင်ဆိုင်ရပြီးမှလူရင်းရဲ့ကြောက်တရားကပုံမကြီးထွားလာခဲ့ပါတယ်။ထို့အခါမှာတော့ထိုင်းနိုင်ငံကနာမည်ကြီးဘေးရင်ဆရာမနဲ့တူမြန်မာနိုင်ငံကအကြမ်းမြင်ဆရာတွေကလည်းမြန်မာနိုင်ငံကမကြခင်မှာအင်အားပြင်းတဲ့မြင်းကလင်ကြီးတွေနဲ့မြေပြိုမှုတွေလာမယ်မေလ25ရက်နေ့မှာမုံတိုင်းတံကိုပြင်းပြင်းထန်ထန်ရင်ဆိုင်ရမယ်လို့ဟောကိန်းတွေထုတ်လိုက်တာပဲဖြစ်ပါတယ်။ဗီဒီဆာမမပ်လိုင်းဟာယခုနှစ်ဘန်ကောက်မြို့ရဲ့စုံပရန်တကြံတော်တွင်မီးလောင်မှုကြီးမားမားဖြစ်ပွားမယ်ဆိုတဲ့အကြောင်းတွေကိုဟောကြားချက်အတိုင်းပါပဲထိုင်းတကြံစုံပရန်ပွဲတော်မှာမီးလောင်မှုတွေများပြားခဲ့တာဖြစ်ပါတယ်။အဲဒီခါမှလည်းအားလုံးကအားသိငင်ကြတာပါ။ဒါပြင်ပို့ပြီးတော့အားသိစရာကောင်းတာကတော့ဗီဒီဆာမမပ်လိုင်းဟာ2024ခုနှစ်မှာမကြခင်ချိန်ကျော်တွေမှာထိုင်းနိုင်ငံနဲ့အိန္ဒိယနိုင်ငံမှာဖြစ်တဲ့မြန်မာနိုင်ငံမှာငလင်ကြီးလှုပ်ခတ်မှုရှိနေဖြစ်တဲ့အကြောင်းကိုထိုမြန်မာငလင်ကြောင့်ဝင်မြန်မာနိုင်ငံလာမကပဲနဲ့ထိုင်းနိုင်ငံနဲ့ဘန်ကောက်မြို့တော်တွေမှာပါပျက်စီးဆုံးရှုံးမှုတွေများပြားမယ်လို့ဟောပြောခဲ့တာပါအစောပိုင်းမှာတော့ထိုပင်ဆရာမမပလိုင်းရဲ့ဟောကြားချက်တွေကိုဘယ်သူမှအလောက်ထိသတိမထားမိခဲ့ကြပါဘူးဒါပေမဲ့လည်းခုချိန်မှာတော့အားလုံးသိကြတဲ့အတိုင်းငလင်လှုပ်ခတ်မှုတွေကြောင့်မြန်မာနိုင်ငံရဲ့အထင်ကြီးနေရာတွေသာမကထိုင်းနိုင်ငံဘန်ကောက်မြို့ထိပါပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့တာပဲဖြစ်ပါတယ်ခုခါမှာတော့ဗီဒီဆရာမမပလိုင်းဟာ2025ခုနှစ်မှာမြန်မာနဲ့ထိုင်းနိုင်ငံပါဝင်တခြားသောရှေ့တောင်အာရှနိုင်ငံများမှာတဘာဝဘေးရန်ကြီးတစ်ခုကိုရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ကြောင်းကိုသတိပေးပြောကြားလိုက်တာပါ။ဗီဒီဆာမမက်လိုင်းဆိုတာဟာမကြခင်မှာမိုးရင်းကာလာကိုကြာရောက်တော့မှာဖြစ်ကငလင်ကြီးလောက်ခတ်ခဲ့တဲ့မြန်မာနိုင်ငံအတွင်းမြင်းကလင်ရဲ့နောက်ဆက်တွဲဖြစ်တဲ့မြေပြိုမှုတွေကြောင့်ပြည်သူပြည်သားတွေအသက်အိုးအိမ်စီးစိမ်တွေနဲ့အဆောင်အဦတွေပါပျက်စီးဆုံးရှုံးမှုတွေနောက်ထပ်ရှိလာနိုင်တဲ့ကြောင့်ကိုကြိုတင်သတိပေးလိုက်တာပဲဖြစ်ပါတယ်။ဒါ့အပြင်ဗီဒီဆာမမက်လိုင်းဟာမကြခင်ကာလအတွင်းမှာအင်ဒိုနီးရှားနိုင်ငံမှာကြီးမားတဲ့မီးတောင်ပေါက်ကွဲမှုတွေကြောင့်အင်အားပြင်းဆုံးမြင်းကလင်ကြီးတစ်ခုထပ်မံလှုပ်ခတ်သွားမှာဖြစ်ကြောင်းကိုလည်းသတိပေးကမြန်မာနိုင်ငံပါဝင်ရှေ့တောင်အာရှနိုင်ငံကြီးတွေမှာပျက်စီးဆုံးရှုံးမှုကြီးကြီးမားမားရှိအောင်မယ်လို့လည်းသတိပေးလာခဲ့ပါတယ်။ဒီလိုမျိုးအင်အားပြင်းမြင်းကလင်ကြီးကြောင့်ဆူနာမီရေလိုင်းကြီးဖြစ်ပေါ်ကလူအသေးပြောင်းမှုတွေများပြားနိုင်သလားဆိုတာကိုတော့အထက်ပုဂ္ဂိုလ်ရဲ့အမိန့်ကိုမရသေးတာကြောင့်မပြောရသေးတာဖြစ်ကြောင်းထိုင်းနိုင်ငံရဲ့နမိတ်ကြီးဗီဒီဆာမမပ်လိုင်းကပြောကြားခဲ့တာပါ။ဒါ့အပြင်ဗီဒီဆာမမပ်လိုင်းကမကြခင်မေလ25ရက်နေ့မြန်မာနိုင်ငံမှာမုန်တိုင်းတိုက်မယ်လို့သတိပေးထားပါတယ်။ကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဗီဒီဆာမရဲ့ပြောကြားချက်တွေကိုယုံကြည်ကြသလားဆိုတာပြောသွားကြပါအောင်ရှင်။